ညာလည်းအဲ့လိုမျိုးရောအဆင်မပြေဘူးလေငါတို့တငယ်ချင်းနေလေအဲ့လိုရောအဆင်မပြေ ဒါ ဘူး ပေမဲ့ဟာအားနေပေါ်မှာငါ28မီတာနဲ့1500မီတာကပြောင်းသွားကျင်နေပြီအနေရဆန်တော့သိကျင်တော့ငါလာမေးရကူက အဲ့ဒါနဲ့စဉ်းစားနေတယ်ငါလည်းမင်းကြီးကိုစဉ်းစားနေတယ် ဟုတ်ပါတယ်လေနင်က main ကလေးတော့စဉ်းစားကျင်တော့ရှိမှာပေါ့ပြောပါလေတော့မယ်အဲ့ဒါဆိုလည်းလေငါနေကိုလိုက်ပို့ပြီမယ် အဲ့အဲ့ရှင်းနေတယ် ဟုတ်တယ်ဘာပြောရလဲဖြူတော့ဆရာလေးစဉ်းစားပေးဦးနော် ငါပါဆက်လို့ရမှာဟိုကောင်းမှလည်းအားသာချက်တွေအများကြီးပဲဟာငါတို့အခွင့်အရေးတော့ရှိမှာပါငါထက်ကိုရမ်းချစ်တာဟုတ်တယ်ငါဒီတဲနေလို့တော့မရအောင်ငါတခုတော့လုံးမရဘူး